သူခန့်ကျော်ကဆရာကြီးတက်ရှိကျမ်းပါပါစေလို့ပြောလိုက်တဲ့သူကဘာတူလဲလိုင်းသားရကိုကြီးတို့ရဲ့ဆရာကျော်ဝင်းစိန်ကိုတတ်လိုက်တဲ့အကြီးမြတ်တဲ့လူမိုက်နှမျိုးပါဘေးနာအင်ကြီးဖြူနဲ့ဘဲကတော့နေဝင်းတို့ရဲ့ဆရာဇာရိတဇာကားမှာပါတဲ့တာခိတလူမိုက်ဝင်းထုတ်ဝင်း2021အာနာသိမ့်ပြီးနောက်ပိုင်းလူမိုက်အမှုပညာနာမည်ခံတရုပ်ဆောင်တွေနဲ့အထက်လန်းအောက်လန်းဆရာတွေဘလို့ဆက်ဆက်နေတယ်လဲဆိုတာကိုကျွန်တော်သိတဲ့လောက်လေးပြောပြပေးသွားပါမယ်။ငမျိုးက2021အာနာမသိမ့်ခင်မှာလူတက်မှုလူရဲမှုအမှုပေါင်းများစွာနဲ့ပုံရှောင်နေရတဲ့ရန်ပြေပြအာနာသိန်းတော့စစ်တပ်ကနေရာပေးပြီးဆန္ဒပြလူငယ်တွေကိုတရင်ပေးဖမ်းဆီးတာတွေလုပ်ခဲ့တယ်။ကြီးမြင့်နိုင်မှာပရဟိတအဖွဲ့ထောင်ဖျားတယ်အလူခံပြီးကြီးမြင့်နိုင်ကျောင်းကြီးကျောင်းတိုင်းမှာခေါဘကဝင်လှုပ်တယ်။ကျော်ဝင်းစိန်ကိုလျှော့ပြီးနောင်းနေမှာပြသူ့ရဲ့အကောင့်ဖျက်သွားလို့သူ့ရဲ့ဗီဒီယိုတွေမရလိုက်ဘူး။ခင်ဗျားတို့ကသူ့အကောင့်ဝင်ကြည့်လိုက်လို့ရှိရင်လက်အုပ်ချီပြီးတာရုခေါ်မယ်ဆိုတော့ကျွန်တော်ရေးရေးကြီးပြောရတယ်ဗျာ။ကိုလှိုင်းသားရကိုကြီးလုံနေတဲ့ပရဟိတဆိုတာဘာမှမဟုတ်သေးဘူး။အိမ်အောင်စု1000စာလောက်ကျွန်တော်ထူထမ်းလို့ရမယ်။ကျွန်တော်တို့စားတောက်ဖွယ်အားပစ္စည်းများနဲ့ရေစံများနဲ့ကျုပ်တို့များကိုကျွန်တော်တို့ဒါပြည်တော်သားအုပ်ကြီးစီမှာကျွန်တော်လူသားပေးခဲ့မှာဖြစ်ပါတယ်။ငမျိုးကျော်ဝင်းဆိုင်ကိုလျှော့ပြီးထောင်ထဲရောက်တော့မှဝင်းထုတ်ဝင်းကသူကပိုးပြီးနာမည်ကြီးပြီးနေရာရလာတာ။ကျော်ဝင်းဆိုင်အသက်ခံရပြီးတော့အဲ့ဒါချက်ချင်းအဖမ်းမခံရသေးဘူးနော်။ကျော်ဝင်းဆိုင်အမှုကိုလိုက်ပေးတဲ့ရှေ့နေကိုလောက်ကြံတော့မှအဲ့ဒါငမျိုးကိုစစ်တပ်ကဖမ်းထည့်ထားလိုက်တာ။အဲ့ဒီကာလမှာဆိုလို့ရှိရင်ဗျာကျော်ဝင်းဆိုင်ရဲ့မိန်းမဆိုလို့ရှိရင်ပုံပြီးတော့နေရတာ။ကျွန်တော်တို့ဆိုလို့ရှိရင်ပေါ့ဒီကျော်ဝင်းဆိုင်ရဲ့တပည့်လှိုင်းသားကိုကြီးတို့တွေနဲ့ဒီကြီးမြင့်တဲ့လူမိုက်တွေနဲ့ပွဲကြီးပွဲကောင်းချပြီးဟေးဆိုပွဲကြီးပွဲကောင်းကြည့်ရပြီးဟေးဆိုပြီးတော့မျောလင့်ခဲ့ဘူးတယ်ဗျလူမိုက်တွေကဘာလို့လဲဆိုတာကိုမသိသေးတဲ့လူတွေကိုကျွန်တော်ပြောပြပေးမယ်နော်သူတို့ကသူ့နယ်ကိုယ်နယ်အပိုင်းနေနဲ့မူရစေးရောင်းတယ်ကျော်ဝင်းစိန်အပိုင်းအင်းစိန်အောင်စရာတရားအောင်ရက်ွက်သေးကိုဗျလူငယ်မျက်နှာစိမ်းတွေဝင်သွားကြည့်အတော်ကြီးတွေအမာကြီးတွေကစမောင်လေးအတီးလားအရွယ်လားဆိုပြီးမေးတာအတီးကမြင်းစေးကိုပြောတာဗျရွက်ကစေးကြောင်ပေါ့အခြားမူရစေးအစုံရတယ်ဘိန်းဖြူကစားလူမိုက်တွေကဈေးကြီးတွေငါးသေးတွေမှာစစ်ကြီးကောက်တယ်ဗျပတ်စံတောင်းတာပေါ့ဗျ2015-2020ဒီမိုကရေစီကာလမှာတော့ကိုတိုင်းကြုံခဲ့ဘူးတယ်မြင်ခဲ့ဘူးတယ်ဗျလူတယ်ခိုးတယ်ရိုက်တယ်အာနာသိန်းဆန္ဒပြတော့ဆန္ဒပြလူငယ်တွေကိုရိုက်နှစ်ဖမ်းဆီးတရင်ပေးခုဆိုပေါ်တာဆွဲကိစ္စမှာပါဝင်ကြတယ်လူစောတိလောက်ကြတယ်ဒီလိုနာမည်ကြီးလူမိုက်တွေကိုအမှုပညာရှင်ဆိုတဲ့လူတွေကဘာလို့တော်ခရော့ကြတယ်သူ့မွေးနေ့မှာဆိုဗျအမှုပညာရှင်တွေစီကားလို့ခဲဆက်မှာစက်တက်ကလူမိုက်အမှုပညာရှင်ဘာသာရေးခေါင်းတွေကိုအသုံးချခဲ့ကြတယ်အာနာသိမ့်ပြီးနောက်လူတွေကိုခက်နောက်ပြန်ဆွဲအတွေးအခေါ်တွေနဲ့ပညာမဲ့စီဖို့ရည်ရွယ်ချက်ရှိနဲ့လုပ်နေကြတယ်ရုပ်ရှင်တွေဇာတ်လမ်းတွေကြီးကြီးဗျာအပြင်မှာတကယ်မရှိတဲ့တရေတစီစိုးနတ်အထက်လန်းနာနာဘဝအဲ့လိုကားတွေကိုပဲခမည်းတော်မကြပြနေလေဘာမှအထိပ္ပယ်မရှိတဲ့အတွေးအခေါ်မပါဘူးတူတာမရှိတဲ့ဇာကားတွေဗျာအခေါ်မရှိညံရည်မဲ့အကြောက်တရားတွေနဲ့သူတို့ချဲလဲခြင်းတိုင်းချဲလဲလို့ရအောင်ဗျာသူတို့အုပ်စုတွေကအင်အားကြီးနဲ့ဝိုင်းဝန်းလှုပ်ဆောင်နေကြတယ်ကျွန်တော်တို့ဘူ